မြတ်စွာဒေသနာတော်တွေထဲမှာဒီသတင်းကြိုလက်ပြည့်နေ့မှာမြန်မာပြည်မှာရှိကြတဲ့တန်ခါ9သိန်းရှိတဲ့အထက်မှာရဟန်းတော်အရှင်မြတ်တွေဟာမိမိတို့ဝါဆိုရာဒေသအလိုက်ဒီကနေ့ဟာပဝါဒနာပြုကြတဲ့တကယ်ကိုရှင်ကျေးမှုနဲ့စီလုံးမှုအတွက်အရေးပါတဲ့ပဝါဒနာပွဲကိုဆင်နွှဲကြတာဖြစ်တယ်ပေါ့ပဝါဒနာဆိုတာဖိတ်ကြားခြင်းပဲအင်မတန်မှယဉ်ကျေးပြီးတော့မှတ်သားစရာကောင်းတဲ့လောက်ရတကူစီလုံးရေးမှာအလွန်ကြီးမားတဲ့ဒီထိရောက်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့ပဝါဒနာဆိုတာဖိတ်ကြားခြင်းပါပဲမိမိမှာတစုံတစ်ခုပြစ်မှုကျူးလွန်ထားတာရှိတယ်ဆိုတာကိုကိုယ်တိုင်မြင်လို့ပဲဖြစ်စေသူများစီကတဆင့်ကြားတာပဲဖြစ်စေသို့မဟုတ်တန်တရားဖြစ်เสียအခြေအနေတွေတွေ့လို့တန်တရားဖြစ်တာပဲဖြစ်စေအဲ့ဒီအချိန်မှာဒီကောင်းကျိုးကိုလိုလားတဲ့မွန်မြတ်တဲ့စိတ်ထားနဲ့ပြောဆိုတတိပေးပါလို့အဲ့ဒီအပြစ်တွေကိုတွေ့တဲ့အခါမှာသူပြုပြင်ပါမယ်လို့ခုလိုပွင့်လင်းတဲ့စကားတွေနဲ့ပွင့်လင်းမြင်တာအချင်းချင်းနော်ဝေဖန်စရာရှိရင်ဝေဖန်မှာထောက်ပြပါအလုံးလက်ခံပါမယ်ဆိုတဲ့အပြောမျိုးနဲ့အချင်းချင်းအပြန်အလှန်စီလုံးညီညွတ်မှုဒီလိုပဝါဒနာပြုတာဟာလည်းပဲဒီကနေ့ပဲဒါကြောင့်မို့ပဝါဒနာနေ့ဟာလေဒီသတင်းကြိုလာပြီနေ့အဲ့တော့ပဝါဒနာဆိုတာအခုလိုရဟန်းတန်ဃာတွေတဏှာမှာစုစည်းနေတဲ့ပုဂ္ဂိုလ်တွေမကြခင်ပဲမိမိတို့သာသနာပြုခရီးတွေကိုထွက်ကြတော့မှာထွက်တဲ့အခါမှာအတူနေလာတဲ့အချိန်ပိုင်းလေးတဦးနဲ့တဦးအစင်မပြေတာလေးတွေရှိရင်အခုအခန့်လေးတွေအစင်မပြေတာလေးတွေပြေချောသွားဖို့ဆိုပြီးတော့အခုလိုဖိတ်ကြားခြင်းပဲဖြစ်တယ်အင်တာမယဉ်ကျေးတဲ့လူယဉ်ကျေးတို့ရဲ့အစဉ်လာတစ်ခုပဲပေါ့အဲ့ဒီယဉ်ကျေးမှုအစဉ်လာတစ်ခုဟာဘုရားမြတ်စွာရဲ့သာသနာတော်မှာထင်ထင်ရှားရှားရှိနေတယ်ဆိုတာကဘာကိုမိမောင်းထိုးပြလိုက်တယ်လို့ပဲအင်တာမကောင်းမြတ်တဲ့အစဉ်လာတစ်ခုပဝါဒနာဆိုပြီးတော့ဝိနည်းကျမ်းကမှာရှိအဲ့တော့ဒီကနေ့ဒီလိုထူးခြားတဲ့မှတ်သားစရာလေးတွေနဲ့ပြည့်နေနေတဲ့သတင်းကြိုလက်ပြည့်နေမှာတို့တွေဗုဒ္ဓဘာသာဝင်သူတော်စင်တွေဖြစ်တဲ့အားလျော်စွာဒီကနေ့ရဲ့ထူးခြားချက်တွေဘာတွေရှိတယ်ဆိုတာကိုသိရှိနားလည်ပြီးတော့မိမိတို့ရဲ့အခြေခံစိတ်ဓာတ်တွေသဘောတရားတွေတုံးနဲ့တူပေါင်းသင်းဆက်ဆံတဲ့အခါမှာညီတို့ပေါင်းသင်းဆက်ဆံကြမယ်ဘယ်လိုသဘောထားရမလဲဆိုဘုရားမြတ်စွာရဲ့အဆုံးအမတွေကိုကြည့်ပြီးတော့ဒါတွေကအလွန်မှတ်သားလိုက်နာစရာကောင်းတယ်လောကမှာအရင်ကျေးဆုံးလို့ဆိုရတဲ့လူအတိုင်းဝိုင်းဟာဘုရားဘာသာဝင်တို့ရဲ့အတိုင်းဝိုင်းပဲဖြစ်တယ်ဒီထဲမှာဘုရားဘာသာဝင်တွေကရိုင်းဆိုင်တာမရှိဘူးလားဆိုတော့ဒါကာယကံရှင်နဲ့ပဲဆိုင်တယ်နော်မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒရိုင်းဆိုင်တဲ့ဟာတခုမှမရှိဘူးယဉ်ကျေးမှုအင်မတန်မှယဉ်ကျေးတဲ့လူယဉ်ကျေးအတိုင်းဝိုင်းဆိုတာဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းလိုက်နာတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းဝိုင်းပဲဖြစ်တယ်ပေါ့အဲ့ဒီအတိုင်းဝိုင်းတွေဟာဘိက္ခုဘိက္ခုနီဥပဒကဥပတိကာလို့ဆိုတဲ့အဖွဲ့အစည်းကြီး၄ရပ်အဖွဲ့အစည်းကြီး၄ရပ်ဆိုတာဒီအမျိုးသားယဟန်တော်အမျိုးသမီးဘိက္ခုနီအမျိုးသားဥပဒကအမျိုးသမီးဥပတိကမလို့ဆိုရဲ၄ဘက်၄တန် society Buddhist society ဆိုတာဒီ၄ခုပဲဒီ၄ခုဟာမြတ်စွာဘုရားရဲ့သာသနာတော်ကိုတညီတီးတာဝန်ရှိပြီးတညီတီးလိုက်နာကျင့်သုံးကြရတဲ့ဘုရားရဲ့တာဝကတွေပဲဖြစ်တယ်ပေါ့အဲ့တော့ဒီနေ့ရဲ့ထူးခြားချက်ကိုကြည့်ပြီးတော့တို့တွေဟာလည်းပဲဒီစနစ်နဲ့ဒီခေတ်အင်တာမကောင်းမြတ်တယ်အချင်းချင်းရင်ကျေးကျေးနဲ့လိုက်လျောညီတွေရှိစေအောင်ဖိတ်ကြားမှုဆိုတာလူတွေမှာလည်းလုံးတဲ့တယ်ဟောအတူတကွနေကြတဲ့အချိန်မှာအပြစ်ရှိရင်ပြောပါနော်တတိပေးပါလိုက်နာပါမယ်ဆိုတဲ့အပြောလေးတွေဟာလူဘဝမှာအရင်ကျေးဆုံးအပြောမှုလေးဘာဖြစ်လို့လဲဆိုတော့လူဆိုဒီမှာတတိကလက်တော့သွားတဲ့အခါမျိုးအသိဉာဏ်မထိရောက်တဲ့အခါမျိုးအဲ့ဒါလို့တတိကင်းလွတ်သွားတဲ့အခါမှာအမှားအယွင်းလေးတွေဆိုတာတဝုနဲ့တဝုပေါ်မှာရှိတတ်တယ်ပေါ့အဲ့ဒီတဝုနဲ့တဝုပေါ်မှာရှိတဲ့စိတ်ခုစရာလေးတွေပါထိုစိတ်ခုမှုတွေမရှိပြီးတဝုနဲ့တဝုမေတ္တာတက်ရောက်မှုဆိုတာအင်တာမအရေးကြီးတယ်ပေါ့အခုဒီအဘိဓမ္မာပြန်ပွားရေးအသင်းကြီးလို့ဆိုပြီးတော့ဖွဲ့ထားတဲ့ဒီအသင်းသူအသင်းသားတွေဟာလည်းပဲဘုရားမြတ်စွာရဲ့အဆုံးအမအရအင်တာမတို့အသင်းသူအသင်းသားတွေအချင်းချင်းလည်းပဲစိတ်ခုစရာတွေမရှိစေရဘူးအပြန်အလှန်နားလည်မှုတွေပေးပြီးတော့လိမ္မာယဉ်ကျေးတဲ့တကယ့်ကိုဘုရားတာဝကဘုရားဘာသာအသင်းကြီးဆိုတာဖြစ်တဲ့လို့စိတ်ထဲနှလုံးထဲမှာလည်းဒီလိုမှတ်သားထားပြီးသတင်းကျွတ်ရဲ့စိတ်ဓာတ်ပဝါဒနာစိတ်ဓာတ်ပဝါဒနာယဉ်ကျေးမှုတွေကိုလက်ခံကျင့်သုံးဖို့လိုအပ်တယ်တို့ဆိုတာပေါ့နော်